ရှင်တန်ရာအချိန်လေးတော့မင်းရဲ့အနာနေချင်လို့ပါအတူတူဆိုအိမ်မတိုင်းဟာတို့ရဲ့ကဘာကျင်နာသူစိတ်တိုင်းချဘဝတစ်ထဲမှာမြဲတဲ့လုံးတန်တရားဆုံးကဘာမြေဆုံးထိမခွဲချင်ဘူးရှင်တန်ရာအချိန်လေးတော့မင်းရဲ့အနာနေချင်လို့ပါအတူတူဆိုအိမ်မတိုင်းဟာတို့ရဲ့ကဘာကျင်နာသူစိတ်တိုင်းချဘဝတစ်ထဲမှာမြဲတဲ့လုံးတန်တရားဆုံးကဘာမြေဆုံးထိမခွဲချင်ဘူး